ละโอตะโลกะนิพพานะนิพพานะကိုယူမိတာပေါ့သူကဒီပွဲကြီးမလုပ်ခင်တည်းကသူအရန်ပျော်နေတာဆက်ပြီးပြောပြတယ်သူရင်ထဲမှာဆိုလို့ရှိရင်ဒါကြီးကိုဘယ်လိုလုပ်မှဘယ်လိုလေးစီစဉ်ထားတာအဲ့ဒါတွေကိုသူပြောပြတယ်အဲ့ဒီကသူ့အတွက်ပီတိတွေတဲ့အများအားဖြာမိပါတယ်ဟိုစိတ်လည်းချမ်းသာပါတယ်သမီးကိုဆိုလို့အများအားပြောပြသမီးလို့မဆူကအရန်ဝင်းတာနေတာလို့ဒါကြီးကိုလုပ်ဖို့အမေလည်းကိုယူပါတယ်လို့အဲ့ဒါမျိုးပြောပြတယ်တမီးကလေအဲ့ဒီအလူပွဲကအတီတို့သားမိလောက်ဘူးလေအရင်တော့ကလေရှင်108ပါလေလောက်ဘူးလေလောက်ဘူးလေအခုတမီးကဒီလိုထပ်လုပ်တယ်သူ့ကလေးတွေကိုအဲ့လိုလုပ်ပေးရပါညာဆိုတော့စိတ်ထဲမှာအရင်ကဝမ်းသာပြီးဖြစ်ပါလေအမအကုန်လုံးပါရမီလာဖြစ်ပေးကြတဲ့အတွက်လည်းတကယ်ဝမ်းပန်းတန်နဲ့ကျေးဇူးအများကြီးတင်ပါတယ်အမကလေးတွေကိုအမကိုသားသမီးလိုပဲအမချစ်တာဖြစ်တဲ့အတွက်အမဒီကလေးတွေကိုလှုပ်ပေးဖို့ရအတွက်ကိုအမတော်တော်လေးစူးစမ်းရတယ်တော်ရုံတန်ရုံလှုပ်ပေးရင်လည်းရပါတယ်ပတ်စံလည်းသိမကုန်အောင်အချင်းချုံပြီးလှုပ်ပေးလို့ရတယ်ဒါပေမဲ့အမကလေးတွေကိုအမလူတန်းစီနေနိုင်အောင်အမလှုပ်ပေးတယ်ဆိုတဲ့စိတ်နဲ့သူတို့တစ်ချိန်ကျရင်သူတို့မိဘမဲ့ဆိုတာသိတယ်ဆိုရင်တော့မှသူတို့ဒီကောင်းစီအောက်မှာမသိငယ်ပဲနဲ့သူတို့ပေါ့နော်သူများကလေးတွေလိုလုံနိုင်တယ်၊ကြိုင်နိုင်တယ်၊စားနိုင်တယ်ဆိုတော့ confidence တွေရှိစေခြင်းနဲ့သူကပျော်ပျော်ပါးနဲ့ဘဝကိုဖျက်ဆီးစေခြင်းနဲ့အဲ့ဒီရွယ်ချက်နဲ့အမအများကြီးစူးစမ်းပြီးလုပ်နေတာကလေးတွေကိုချင်းစားလို့ပေါ့နော်ပြီးတော့အမကလေးတွေကလည်းအမကြီးလာမှမွေးတဲ့ကလေးတွေတယောက်မှမပါဘူးဒီမွေးကင်းစားတွေကအမနိုးတိုက်ပြီးတော့မွေးလာတာဖြစ်တဲ့အတွက်အမတရောစင်ရောချစ်တာရောအကုန်လုံးအတူတူပဲပေါ့နော်အဲ့တော့အမကလေးတွေကိုအမဒီလိုမျိုးလေးလှုပ်ပေးနေအောင်နောက်လွန်ခဲ့တဲ့3နှစ်လောက်ကလေးကအမစူးစမ်းပြီးတော့ပတ်စံစုရတယ်ဒီလိုမျိုးခန်းနာလုပ်ပေးဖို့ဆိုတာလည်းပတ်စံချက်ချင်းမရအောင်လीအဲ့တော့ကိုယ့်ရဲ့အမှုပညာလောကကြီးလည်းပါတယ်ခုနှစ်သားသမီးအလူရှင်တွေလာလို့ရင်လည်းဒီအတွက်ဆိုပြီးတော့ရည်ရွယ်ပြီးတော့အမပတ်စံစုတယ်အဲ့တော့ဒါအခုချိန်မှာဆိုရင်တော့အမရဲ့မွေးနေ့မနေ့ဖြတ်ဆိုအမမွေးနေ့ပေါ့နော်မနေ့ဖြတ်အမမွေးနေ့မှာဆိုလို့ရှိရင်ဒါဆရာတော်ဘုရားကြီးကနေပြီးတော့အမရဲ့မွေးနေ့မှာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့လှုပ်လိုက်ပါဆိုတာနဲ့အမရဲ့ရည်မှန်းချက်ကြီးအကောင့်ထဲပေါ်လာနိုင်တာပါဟုတ်ဒီတိဖြစ်ပါတယ်ဝမ်းသာပါတယ်ခုံယူပါတယ်ဒီလိုနော်ဟုတ်တယ်အမေရဲ့စိတ်ထဲမှာဆိုပို့ပြီးတော့ဝမ်းသာနေမှာပါအဲဆို तू ကမိဘတယောက်ဖြစ်တဲ့တွေ့လေဟိုသူ့သမီးဒီလိုအောင်မြင်မှုတွေရလာလေစူးစမ်းအထောက်မှုတွေဟောတခြားကလေးတွေကိုပြုစုနိုင်တယ်သူဝင်းတာကုန်ပြီပါတယ်ဒီတိုင်းပဲဟိုဆွေးနွေးမွေလို့ခေါ်နေကြဆိုတော့လေ तू ကအမြဲတမ်းဖုန်းဆက်ပြီးပြောပါတယ်တီကျူကြီးသမီးဘာတွေလုပ်မယ်ဘာလုပ်မယ်ဆိုတော့အော်လို့သူ့ရင်ထဲမှာတော်တော်လေးတော့ပြောနေရှာမှာပဲလို့သူ့အတွက်လည်းကုန်ပြီပါတယ်ကိုလည်းဒီနေရာမှာကိုလည်းမိခင်တယောက်ဆိုတော့ဒီနေရာမှာနေပြီးတော့စာနာကြည့်ပါတယ်သူ့အတွက်လည်းအများကြီးကုန်ပြီပါတယ်နော်အမကလေးတွေကိုဘာကြောင့်ကိုချင်းစာတတ်တာလဲဆိုတော့အမကလည်းဘာပဲဖြစ်အမလည်းဒါအမအဖေမရှိဘူးပေါ့နော်ငယ်ငယ်လေးကဒီခန်းစားချက်ကကြတော့ဒါကိုယ်တိုင်ခန်းစားမှုမှာပဲသိမှာလေဆိုတဲ့အခါကျတော့ကိုကဘယ်လိုပဲပြည့်ပြည့်စုံစုံနဲ့ကြီးပြင်းအမဆိုလို့ရှိရင်အတော်တွေမိတွေကြားမှာမေတ္တာဆိုလည်းအများကြီးရတယ်ဟလာအကုန်လုံးကနှွေးထွေးမှုတွေရှိတယ်ပြီးရင်အမဆိုလို့ရှိရင်လည်းဒါမင်းသမီးဖြစ်လာအောင်အမတော်တွေအမဖေဆုံးရတဲ့အမဖေကြီးဆိုလည်းအများကြီးမိတော်ဖျောက်ပေးတယ်ဒါပေမဲ့ကလေးတွေရဲ့စိတ်တွေကစေကြော်တဲ့အရွယ်ဆိုရင်ကိုယ့်အကို drama ရတာနော်ဒါငါမှအဖေမရှိဘူးဆိုတဲ့ဟာကကိုယ့်အကိုတိမ်နေတာဒါကလေးတိုင်းဖြစ်မဲ့စိတ်မျိုးပေါ့တော့ဒီကလေးတွေဆိုရင်စုပ်ပြကန်ကလေးတွေပါတယ်မိဘနှစ်ပါးလုံးမရှိတော့တဲ့ကလေးတွေပါတဲ့ခါမှာသူတို့စိတ်ထဲမှာအမားတို့အခုလိုခံစားရတာတဲ့အစတရလောက်သူတို့ခံစားနိုင်တယ်အဲ့ဒီတော့ကြောင့်အမကိုချင်းစာတဲ့စိတ်နဲ့အမဒီကလေးတွေကိုမွေးဖို့ဆိုပြီးတော့အမဆုံးဖြတ်ပြီးတော့ဒါမဲ့မမွေးခင်မှာလည်းတော်တော်လေးစဉ်းစားမွေးနိုင်တာစိတ်အဆက်လုံနိုင်မှာဘယ်လောက်ထိတာဝန်ယူနိုင်မှာလဲဆိုတော့မေးခွန်းတွေအများကြီးကိုအမဆုံးဖြတ်ချက် decision ချပြီးတော့မှအမဒီကလေးတွေကိုပြုစုပြောထောင်တဲ့ဒီကေဟာကိုစပြီးဖွင့်ခဲ့တာပေါ့နော်အဲ့လိုဖွင့်ပြီးတဲ့နောက်ပိုင်းမှာအမကလေးတွေကိုအမအသက်ရှင်နေသေးအမကတော့အစွမ်းကုန်လူတန်းစီအနေနဲ့အောင်အမစူးစမ်းမယ်ပြုစုပြောထောင်မယ်ဝမ်းသာတာပေါ့ကိုကလေးတွေအရှင်တော့ကလည်းရှင်108ပါလည်းပြုတ်ဘူးတယ်တခြားမိဘမဲ့ကလေးတွေအကြောင်းမှလည်းဒီလိုမျိုးကုသိုလ်လုပ်ရင်းနဲ့အများကြီးလုပ်ပေးဘူးတယ်ပေါ့နော်ဒါပေမဲ့ခံစားမှုကကြတော့ဒါကတော့ကိုကလေးတွေဆိုတဲ့စိတ်ဖြစ်သွားတာပေါ့နော်ကိုကလေးတွေကိုငငယ်တွေကမွေးလာတဲ့ကလေးတွေဆိုတဲ့စိတ်ဖြစ်သွားတော့ပိုတနာတယ်ပိုတနာတယ်ပိုခံစားရတယ်ပေါ့အမေကတယောက်တည်းကိုအမေက2ယောက်3ယောက်မှမဟုတ်တာအမေကတယောက်တည်းဆိုတော့ဒီပုံစံနဲ့အကုန်လုံးဒီလိုမျိုးပဲလိမ္မာရင်ကြီးအောင်တွင်တင်ဆုံးမထားရတာပေါ့နော်ဒါပေမဲ့ကလေးတွေကလိမ္မာပါတယ်တော်တော်ဘာဖြစ်အများနဲ့တွားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဆိုရင်ဒါတော်တော်လေးလိမ္မာလဲအကုန်လုံးကတွေ့ကြမှာဆွဲတာလွဲတာဟိုဆော့တာတယောက်မှမရှိဘူးအဲ့လိုမျိုးဖြစ်အောင်လဲဒါအဲ့အကြောင်းလဲအပင်ပန်းခံပြီးငယ်တွေကမွေးရတာကြီးလာမှဆိုရင်ကလေးတယောက်ကပြုတ်ပြင်ဖို့ဆိုတာခရင်သွားပြီအဲ့တော့ကြီးလာမှကလေးတွေလာပေးတယ်ဒါပေမဲ့အဲ့
ကလေးတွေကြတော့စောင့်ရှောက်ဖို့အတွက်ကိုနောက်ထပ်စူးစမ်းအောင်ပဲပြီးထားတယ်လောလောဆယ်တော့ဒီစွန့်ပစ်ခံကလေးတွေလာအခုလိုမျိုးတနာစရာကောင်းတဲ့ရင်ဝင်ပိုက်ကလေးတွေကိုပြုစုပြောထောင်နေဆိုတဲ့ရည်ရွယ်ချက်ကလည်းကိုယ်ကလေးဖြစ်စေခြင်းလို့ငငယ်တွေကမွေးတာဒါကြောင့်ငငယ်တွေကနေပဲရင်ဝင်ဘယ်လိုပြောရမလဲမွေးရဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတွေအခုလိုမျိုးလိမ်မာရေးကြီးအောင်တော်နေဆုံးမနိုင်တာပေါ့အကြီးလာမှဆိုရင်သိရမယ်သူတို့ကအကုန်သိတယ်ချစ်ချောက်ရုပ်တွေမျက်လုံးနဲ့တစ်ချက်ပဲကြည့်လိုက်တယ်မကြိုက်ဘူးဆိုမျက်လုံးနဲ့တစ်ချက်ပဲကြည့်လိုက်တယ်သူတို့အခုချိန်นี้တခါမှမကြိုက်ဘူးလမ်းနဲ့ကြပြားနဲ့ချားမှမတုံစိတ်တော့သူတို့ပဲစိတ်ကောက်တာအဲ့လိုမျိုးကိုယ်ကပြန်ကောက်တာပေါ့နော်အဲ့လိုမျိုးပေါ့ဒါပေမဲ့သူတို့ကလိမ္မာတယ်အကောင်လုံးကလည်းတော်တော်များများအပြင်ထွက်တာပဲဖြစ်ចောင်းသွားတယ်ဖြစ်အကောင်လုံးကလိမ္မာတယ်လို့ပြောတယ်အဲ့ဒါကိုကဂုဏ်ယူရတာပေါ့အကောင်လုံး140မှာ140လုံးကိုတယောက်တည်းနဲ့မှပေးရတာနော်ဒါအားရင်ကောင်းမှသွားရင်လည်းကောင်းမှစဉ်းစားတယ်ခါကြရင်လည်းအဲ့လိုမျိုးဟိုအရန်မအားတဲ့အချိန်တောင်မှတခါကျအဲ့ဟာကိုစဉ်းစားတယ်ခလေးတွေဘာလို့ပဲလဲအခုsorry မှာလေဒီမှာ140ဖြစ်သွားပြီ140လုံးကဘသူကိုယ့်ဟာကိုယ်နဲ့မပေးထားတာအကုန်မှတ်မိတယ်။ဘာပဲဖြစ်အခုလိုကလေးတွေကိုတာနာပြုပေးနိုင်တယ်ဆိုတာဒီကလေးတွေကိုချစ်တဲ့ပြည့်သက်တွေရှိလို့လဲလုပ်ပေးနိုင်တာပေါ့နော်။ကလေးတွေကိုလည်းမချစ်တဲ့သူကိုယ့်ကိုလည်းမချစ်တဲ့သူဆိုလို့ရှိရင်ကိုယ်လည်းစလောက်ဖြစ်ရမယ်ရောက်မလဲဘယ်လောက်ပဲကြိုးစားကြအဲ့ဒီအတွက်ကြောင့်မလို့တာနာပြုဖို့အတွက်ကလေးတွေကိုအခုလိုမျိုးလုပ်ပေးဖို့အတွက်ချစ်ပေးကြတဲ့ပြည်သူပြည့်သက်တွေအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ ကဲပေးသက်ရဲ့မေတ္တာတရားတွေလည်းအများကြီးပါတာပေါ့နော်အခုလိုအောင်မြင်နေတာ